ငါးပါးသီလမလုံးနဲ့ဘာဖြစ်ပါမည်လဲပါဏာတိပါဒမလုံးလို့ရှိရင်ပါဏာတိပါဒဆိုတဲ့အကုသိုလ်ကိုအကြောင်းပြုပြီးတော့ငရဲချနိုင်တယ်ငရဲကလွတ်လာလို့ရှိရင်အသက်တိုးမယ်ယောဂများမယ်အဒိဏဒါနမလုံးရင်လည်းပဲအဒိဏဒါနပြစ်မှုကြောင့်အပင်ငရဲဖြစ်နိုင်တယ်အပင်ငရဲကနေလွတ်လာပြန်လို့ရှိရင်လည်းလူဘဝမှာပစ္စည်းတွေခဏခဏရေမီမင်းခိုးသူမချစ်မနစ်တော့တာဆိုသမီးဆိုကြောင့်ပစ္စည်းတွေခဏခဏပျက်စီးနိုင်တယ်ကာမေတုမိစ္ဆာစာရမလုံးသည့်အတွက်ကြောင့်အပင်ငရဲကြရောက်ပြီးဆင်းရဲဒုက္ခတွေနဲ့လူဖြစ်လာတဲ့အခါမှာလည်းပဲလူတကာရဲ့ယုံမုန်းခြင်းကိုခံရတယ်အကြောင်းမဲ့လူတကာဖတ်မလို့ဘူးယုံမုန်းတယ်ဆိုတဲ့အပြစ်ကိုသူခံရမှာဖြစ်တယ်လိန်လီလေးစားပြောကြတဲ့ပုဂ္ဂိုလ်တယောက်ကောင်းမှုအကုသိုလ်တွေကြောင့်အပင်ငရဲရောက်သွားနိုင်တယ်အပင်ငရဲလွတ်လူလာဖြစ်လို့ရှိရင်လည်းမကြာခဏဆွဆွဲခံကိုမလုပ်ဖဲနဲ့လှုပ်တယ်မတရားဆွဆွဲခံရမှုခဏခဏကြုံရတတ်တယ်ဒါအပေါ့ဆုံးအပြစ်ပဲလို့ဆိုလိုတယ်သူရမေတွေကမလုံဘူးဆိုလို့ရှိရင်အပင်ငရဲကြပြီးလူဖြစ်လာလို့ရှိရင်အယူအနှံဖြစ်တတ်တယ်နော်ဝမ်းတွင်းယူတို့ဘာတို့နောက်အတိညာနှိမ့်ကြတဲ့ပုံကူမျိုးတွေတို့အဲ့ဒါမျိုးတွေဖြစ်လာနိုင်တယ်ဒါ၅ပါးသီလမလုံရင်ဒီလိုတွေဖြစ်နိုင်တယ်လို့မှတ်သားကြရအောင်